DTV visa နဲ့ဖွင့်ထားတဲ့ဘဏ်အကောင့်တချို့ပိတ်ခံရတယ်တဲ့ဟုတ်ပါတယ်ဒါဒီသတင်းကအမှန်ပေါ့နော်ဘာကြောင့်လဲဆိုတော့လက်ရှိမှာဗဟိုအစိုးရဘဏ်ကနေပြီးတော့ဒီ DTV visa နဲ့ဘဏ်အကောင့်ဖွင့်လို့ရပါတယ်ဆိုပြီးတော့တရားဝင်ထုတ်ပြန်ထားတာမျိုးမရှိပါဘူးတဲ့နော်ဒါကတချို့တော့ဘဏ်တွေမှာပဲဒီလိုမျိုးဖွင့်ခွင့်ပေးရဲပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီတချို့ဘဏ်တွေမှာကြတော့ agent အနေနဲ့ချိတ်ဆက်ပြီးတော့သူတို့က insurance ရောင်းနေပေါ့နော်အာမခံရောင်းပြီးတော့သတ်မှတ်ထားတဲ့ပမာဏဥပမာကိုကဘဏ်အကောင့်ကိုပုံမှန်အတိုင်းဖွင့်မယ်ဆိုလို့ရှိရင်တကက်ကို900ပဲကြားမယ်အစားမှာသူတို့က insurance ဈေးကိုထပ်တင်လိုက်ပြီးတော့ဘဏ်အကောင့်ဈေးကဥပမာ1000တို့1000ခွဲတို့ဒီလိုမျိုးတွေဖြစ်သွားရတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့သူတို့တချို့တွေကနားလည်မှုနဲ့ဘဏ်အကောင့်ကိုဖွင့်ပေးကြတယ်သို့ပေမဲ့အခုလက်ရှိအခြေအနေမှာဘာဖြစ်လဲဆိုတော့ဘဏ်ကောက်ဘဏ်ကနေပြီးတော့ DTV နဲ့ဖွင့်ပေးထားခဲ့တဲ့အကောင့်တချို့ကိုပြန်လည်ပြီးတော့ပိတ်သိမ်းနေရဲပေါ့နော်အဲ့ဒါကလည်းဒီအခုအစိုးရဒီဗဟိုဘဏ်ကနေပြီးတော့ပေါ့နော်ကြီးညာထားတဲ့ဒီအကောင့်ပေါင်း3သိန်းနဲ့မှ3000ကိုယာယီဆိုင်းငံ့ပြီးတော့ပိတ်သိမ်းထားတယ်ဆိုတဲ့သတင်းကြောင့်ပေါ့နော်သူတို့ကလည်း DTV နဲ့ဖွင့်ဖို့အတွက်တရားဝင်ထုတ်ပြန်ထားတာမရှိတဲ့အတွက်ကြောင့်မို့လို့ပြန်လဲပိတ်သိမ်းတာဆိုပြီးတော့ပြောပါတယ်အဲ့တော့အခုလက်ရှိမှာဘဏ်ကောင့်ဖွင့်ထားခဲ့ပြီးတော့ငွေရှိရဲ့ဘဏ်ထဲမှာငွေထားတယ်ဆိုလို့ရှိရင်ဘဏ်ကိုတစ်ချက်ဆက်သွယ်ကြည့်ပါဒီလိုမျိုးဘဏ်ကမဆက်သွယ်ဘဏ်ကိုမဆက်သွယ်ဘူးဆိုလို့ရှိရင်လည်းတကယ်လို့သူတို့ကပိတ်မယ်ဆိုလို့ရှိရင်လည်းကိုယ့်စီကို notification ဝင်မယ်ပေါ့နော်ခဏယာယီ suspend လုပ်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီလိုမျိုးnoti ဝင်ခဲ့တယ်ဆိုလို့ရှိရင်ငွေကိုအမြန်ဆုံးသွားထုတ်ထားပါမဟုတ်ဘဲနဲ့သူတို့ကအကြောင်းကြားပြီးတော့မှပိတ်ခံလိုက်ရပြီးမှငွေထုတ်ရတယ်ဆိုရှင်ကိုယ့်ဘက်ကကြံ့ကြာမှုတွေရှိနိုင်တယ်ပေါ့နော်ဒီ DTV visa ဆိုတာကဘာကြောင့်ဖွင့်လို့မပေးတာလဲဆိုတော့သူတို့ကလက်ရှိမှာဒီ DTV visa ဆိုတာကလည်း visa အသစ်ဖြစ်နေတာတခြားနောက်တစ်ခုကကြတော့ဒီ visa ကလက်ရှိမှာ tourist visa အနေနဲ့ပဲသတ်မှတ်ထားတာပေါ့နော်အဲ့တော့ tourist visa နဲ့သတ်မှတ်ထားတဲ့ဘဏ်အကောင့်ကသူတို့က user ချက်အရာဆိုလို့ရှိရင်ဒီတချို့ tourist တွေကနိုင်ငံတွင်းကိုဝင်လိုက်ထွက်လိုက်နေပေါ့နော်တချို့ကငွေပြငွေမဲလောက်တာပေါ့နော်ဒီလိုမျိုးကိစ္စတွေရှိတဲ့အတွက်ကြောင့်မို့လို့ဒီ DTV visa ကိုဘဏ်အကောင့်တရားဝင်ဖွင့်ခွင့်မပေးထားတာပါတချို့ကတော့ပြောတယ်ဒါက long term visa ပေါ့နော်9နှစ်လောက်ရထားတဲ့ visa ဘာကြောင့်မဖွင့်ပေးရလဲဆိုမဟုတ်ပါဘူးသူတို့က9နှစ်ဆိုတာကဒီလိုမျိုးသတ်မှတ်ထားတဲ့ကာလပဲရှိရတကယ်ကရက်180ပြည်တိုင်းမှာနိုင်ငံပြင်ကိုထွက်ပြီးတော့ပြန်ဝင်လာရတာဖြစ်တဲ့အတွက်ကြောင့်မလို့ DTV visa ဆိုတာက tourist visa အနေနဲ့ပဲအကျုံးဝင်ပါတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ tourist visa type ထဲမှာသူတို့ကဘဏ်အကောင့်ကိုတရားဝင်ဖွင့်ခွင့်မပေးတာပါအဲ့ဒီအတွက်ကြောင့်ကို့မှာ DTV visa နဲ့ဘဏ်ဖွင့်ထားတယ်ဆိုလို့ရှိရင်လည်းnotification လေးကိုတေချာလေးစစ်ဆေးပြီးတော့အမြဲတမ်း update စောင့်ကြည့်နေပေးပါလို့ကျေးဇူးများတင်ပါတယ်ရှင်